လမ်းဟိုဘက်ကနေပတ်ဝင်ရဒီဘက်ကဆိုတန်လန်းရှိတယ်သိလားအပေါ်တက်ပြီးတော့ဆင်းရမှာသိလားဒီဘက်ကဆိုတန်လန်းရှိတယ်သူတန်လန်းဘက်မဟုတ်ဘူး16ရက်12လ2025ရက်နေ့မနက်4:03မိနစ်အချိန်ရန်ကုန်တိုင်းဒေသကြီးမြောက်ဥက္ကလာပမြို့နယ်ကြောက်ရည်တွင်ရက်ကွက်လေစိတ်အဝင်လန်းဝိုင်းတရားအနီးတွင်မီးလောင်မှုဖြစ်ပွားနေကြောင်းသတင်းရရှိသဖြင့်မြန်မာနိုင်ငံမီးတပ်တပ်ဖွဲ့မှထွက်ခွာနှိမ်သက်လျက်ရှိပါသည်မြောက်ဥက္ကလာရုပ်စုထွက်သွားတယ်ယခုမီးလောင်မှုဖြစ်စဉ်ကိုမြောက်ဥက္ကလာပမြို့နယ်မီးတပ်စခန်းမှမင်းငိမ့်တပ်ရင်6စီးမီးတပ်ရေတပ်ရင်2စီးနာကူရန်ကုန်တီးတပ်မီးတပ်တပ်ဖွဲ့မှမင်းငိမ့်တပ်ရင်1စီးမီးတပ်ရေတပ်ရင်1စီးတို့ဖြင့်ထွက်ခွာနှိမ်သက်လျက်ရှိပါသည်ဒီမှာအဲ့ဘက်ဘေးမှာလေသူဆိုင်ရအဲ့ဓမ္မယုံဘေးမှာလေမဓမ္မယုံဘေးမှာလေအောက်ပြသေးအပေါ်ကနေပတ်လို့ရကိုကြီးအပေါ်ကနေပတ်မယ်ခဏလေးဘာရပြီဟိုရေဖွင့်လိုက်ရပြီဝဲပိုက်ချလိုက်ကိုဘီကြီးကျွန်တော်တို့အပေါ်ကတပိုင်းဝင်လာပြီရနော်ဘောင်းသားတရားပေါ်တက်ခိုင်းလောက်ဘောင်းသားကိုငါတစ်ခွဲချက်ပြောင်းလိုက်တစ်ခွဲချက်ပြောင်းလိုက်တစ်ခွဲချက်ပြောင်းမယ်ရေခဏပိတ်တစ်ခွဲချက်ပြောင်းမယ်ဟုတ်ကဲ့ဆရာဟုတ်ဒီလေကိုတော့ရေထောက်ပေးဒီလေကိုတော့ရေထောက်ပေးပေါ်တက်ခိုင်းလေအဲ့မှာသွားပိတ်နေလို့မရဘူးပိတ်ဒါကိုင်းရ update 4:73အချိန်မီးငိမ့်ပါသည်
ပေမဲ့ဟိုကဒီကရှင်းအောင်ရင်ဆိုဒီကြောင်းကိုပြီးတော့တော့တိတ်နေမှာနာဒီအိမ်ကတွေ့ရတော့နည်းနည်းဆိုရင်တော့နေတော့哇，抓车尾，车尾，车尾，别说打满了，喂，车尾，爷爷说过没？我单个那种，单个的。ဥက္ကဋ္ဌတီတီပန်းညာရှိမှရေထိုင်လို့ရတယ်တဲ့ ပိုင်းရပါရေးလို့ရတယ် ဘက်ကြီးရထွင်ငါ့ကိုတရောတော့ရတာတန်းလာကြမှာအခုကကျွန်တော်တို့ဖုံးဆိုင်တစ်ဆိုင်မီးလောင်တာဖြစ်ပါတယ်ကြောက်ရင်းဂုံးတရာအောက်ဗမာယုံဘေးကဖုံးဆိုင်မှာဒီဇိုင်းနဲ့ဆိုင်နဲ့မီးလောင်သွားတာရှိပါတယ်ဘေးပေါက်ဝန်းကျင်ကတော့ကူးစက်မှုမရှိပါဘူးဘေးတွေကတော့အရန်စိတ်ပါတယ်အိမ်တွေကဒါပေမဲ့ကူးစက်မှုတော့မဖြစ်ခဲ့ပါဘူး